အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ index ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ TDK ကို5မိနစ်လောက်နဲ့ယူပြအောင်မယ်ပေါ့နော်ယူပြအောင်မှလည်းဘယ်လိုယူပြအောင်မလဲဆိုတော့ကျွန်တော် hack ပြီးယူပြအောင်မယ်ဒါဆိုရင် let's go ဗီဒီယိုလေးစလိုက်အောင်ကျွန်တော် TDK ယူမဲ့ account ထဲတော့ရောက်လာပြီ let's go စာပါလေး join တာတစ်ချက်ဆောက်လိုက်အောင်စောင့်နေတဲ့အချိန်လေးမှာကျွန်တော်ကြီးညာလေးဝင်နေရအောင်ကျွန်တော်တို့ရဲ့လူသားရရှော့မှာဆိုရင် Hotfood V4 Fuki account တစ်ခုကိုမှညီမငွေ2500ကျပ်တာကျပ်တင်မှာဖြစ်ပါတယ်ဒါအပြင် Business Store ရဲ့ account တစ်ခုကိုလည်းညီမငွေ7000ကျပ်တာကျပ်တင်မှာဖြစ်ပါတယ်အသေးစိတ်ထုံစမ်းချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram မှာ link ချပေးရပါတယ် Telegram မှာဆိုရင်တော့လူသားရဲ့ H Browse Food လို့ရှာလိုက်ရင်ပေါ်ဆုံးမှာပေါ်လာမှာဖြစ်ပါတယ် Yeah let's go တော့ကြမယ်ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ကျွန်တော်တို့ဘယ်လိုယူမှာလဲဆိုတာကျွန်တော်တို့က legendary ဆော့ရောင်းနေတဲ့ server ကိုသွားမှာအဲ့ရောင်းနေတဲ့ server ကိုကျွန်တော် hack ပြီးတော့သွားမှာပေါ့နော်တခါတန်းပြီးကြောက်တာနဲ့တန်းဝယ်လို့ရအောင်သွားမှာ okay နောက်ပြီးတော့သူများရတော့hack ဆော့တာမချက်ကြဘူးဆိုပေမဲ့ကျွန်တော်တို့ကတော့ hack ဆော့တာချက်တယ်ဆိုတာကျွန်တော်အချိန်မပေးနိုင်ဘူးအချိန်မပေးနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ hack ဆော့ကြတာပေါ့နော်ကျွန်တော်အချိန်တိုလေးအတွင်းမှာဒါတွေရတယ်ပေါ့နော် okay ကျွန်တော်ဒါဆိုရင်လိုအပ်တဲ့ script တွေဖွင့်လိုက်မယ် let's go ကျွန်တော်ပွင့်လိုက်ပေါ့နော် banana လေးကျွန်တော်ဒီ banana ဝယ်ထားတာပေါ့နော်ကျွန်တော်ကိုယ်တိုင်ဝယ်ထားတာပေါ့နော်တကယ်လို့ banana တွေပါလိုချင်တယ်ဆိုရင်ကျွန်တော်ရှိမှလာဝယ်လို့ရပါတယ်ဈေးနှုန်း2000ခွဲကျပ်ပါ okay ကျွန်တော်တို့လိုအပ်တာလေးတွေတစ်ခြားတော့လုပ်လိုက်အောင်ကျွန်တော်တို့မှာlegendary ဆော့ဟိုဝယ်ရမှာပေါ့နော်ပိုင်းဆိုရှာလိုက်မယ်ဒီမှာ legendary ဆော့ပိုင်း auto ပိုင်း legendary ဆော့ okay တော့ဒါဖွင့်လိုက်ပြီတော့ server တွေဟုတ်ပါမယ်တော့အဆင်ပြေတဲ့ server ကိုအဆင်ပြေတဲ့ဆော့ကိုအရင်ဆုံးယူမယ်ပေါ့နော်ဆော့3ကြောင်းလိုတယ်ပေါ့နော်ကျွန်တော်3ကြောင်းလိုရဆိုတော့ပထမဆုံးတစ်ချောင်းဘာပဲဖြစ်ဖြစ်အဆင်ပြေရတဲ့အရင်ယူလိုက်မယ် let's go ဟုတ်ကြမယ်ကျွန်တော်တို့အရင်ဆုံး server ဟိုအောင်ဆိုတော့ကျွန်တော်တို့ server ဟိုမယ် server ID တစ်ချက်သွားယူမယ်အဆင်ပြေတဲ့ app ပဲယူမှာဆိုတော့ကျွန်တော်ကအဆင်ပြေတဲ့ ID ပဲယူလာမယ် let's go ဒီမှာကုတ်တီထည့်မယ် let's go try မယ် and ဒါ error ဖြစ်သွားတယ်နောက်တစ်ခုဆက်ချလိုက်အောင်နောက်တစ်ခုအဆင်ပြေပါ 2,000 years later let's go try ပါပြီ try ပါပြီပေါ့နော်ကျွန်တော် legendary ဆော့ရဲဖွင့်ထားရဲဆိုတော့ကျွန်တော်ကဟိုတွားပြီးတော့လိုက်ရှာစရာတော့မလိုဘူးဝင်လာနဲ့တန်းရအောင် okay ရနော် let's go စာပါလေး join ချက်ဆောက်လိုက်စာပါ join ဆောက်လာစာပါလည်းကြာနေတယ်ရပြီ okay ကျွန်တော် join လိုက်အောင်မြန်ပြီလူအမြန်ဖွင့်မယ် let's go ဆော့ရပါပြီဒီမှာအိုရှိနှစ်သိန်းနဲ့ဆော့ရပါပြီ let's go ဒီမှာအိုရှိရပါပြီနော်ချောင်းတော့ရပါပြီဆက်ကိုင်းကြည့်အောင်โอ้ share ပဲကျွန်တော်နောက်တစ်ခါတစ်ခုတော့ဒါဆို okay ကျွန်တော်တို့ကအိုရှိရသွားပြီဆိုတော့ကျွန်တော်နောက်တစ်ခုထပ်ချမယ်ဒါစာလာထူလောင်းဖြစ်ပါတယ်အိုရှိရွေးတာတော့အရှင်ပြေတဲ့စာပါအရင်ဆုံးတောင်းတော့ဟေးတော့အိုရှိတွေရွေးတွေ့နေရင်စာပါမှာ let's go join ပါပြီဒါပဲကျွန်တော်ဒီတစ်ခါဆော့ဘာဖြစ်မလဲဆိုတာကြည့်လိုက်အောင်အမြန်လေး
ဘာဖြစ်မလဲတော့မသိဘူးကျွန်တော်လည်းယူတော့ယူလိုက်တာပဲကျွန်တော်နာမည်မကြည့်ပဲယူလိုက်တာကိုစာပါလေး join တာတစ်ချက်ဆောင်လိုက်မယ်တည်လိုက်မယ်ဒါဆိုကျွန်တော်ဒီရိုင်းဆို2ချောင်းရအောင်ပေါ့နော် okay join ပါပြီဒီကိုတစ်ချက်ဖွင့်လိုက်မယ်မြန်လေးOkay, let's go. Let's go. ကြာသွားပြီဒီမှာစာရှိယူရပါဘူးလားဟုတ်တယ်စာရှိလားမသိဘူး ready ချာဖတ်တော့လိုက် Okay. Let's go. So beautiful guy. ဒါပေမဲ့ကျွန်တော်ကတော့မဲနေဟာဂီကမဲနေတော့နောက်တစ်ချောင်းကဒါတို့ကအိုလိုရှိရပူပါပြီတို့ကအိုလိုရှိရပူပါပြီဆိုတော့အိုလိုရှိရဲ့စာရှိရဲ့ကျွန်တော်တို့ရှီဇူလိုရဲပေါ့နော်ရှီဇူအမြင်ချလိုက်ရအောင် Okay ရှီဇူလေးရှီဇူ Let's go ရှီဇူ Let's go တော့စာပါ ID ထည့်မယ်ဘာညာပိုင်းဒီအတိုင်းစာပါ ID အမြင်ထည့်မယ် Let's go join မယ် Yes စာ join သွားပြီညာရှီဇူပေါ့နော်ရှီဇူစာပါအဆင်ပြေမယ်လို့ထင်ပါတယ် Let's go ဖွင့်မယ် Let's go Okay တက်လာလိုက်နူတက်လာလိုက်ကြည့်အောင် Shizu finally we got it bro 3ကြောင်းလုံးရောက်သွားပြီ Shizu ဘယ်လိုလဲဆို we got it guys Let's go ကျွန်တော် TTK တော့အကုန်လုံး fan ပြတော့ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော် TTK fan မှာဆိုရင်နည်းနည်းကြာအောင်ပေါ့နော် level fan မှာဆိုတော့ကျွန်တော်ကြာသွားလိုက်မယ်ဒီဒါတော့ကြောင့်ပဲယူပြသွားတယ်ပေါ့နော်ဒီဗီဒီယိုမှာတော့နောက်ထပ်ဗီဒီယိုမှာဒီထက်ကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ see you guys